ကျောက်ဆယ်မြို့တွင်ဆိုလာဘက်ထရီအပိုလိုကေယာကနေမီးလောင်မှုဖြစ်ပွားပြီးလူ၄ဦးသေဆုံးအားလုံးမင်္ဂလာပါမြန်မာနိုင်ငံမှာလျှက်စစ်မီးပုံမှန်မရရှိမှုတွေကြုံတွေ့ခဲ့ရတာဟာဆိုရင်တော့နှစ်ပေါင်းများစွာကြာနေပြီလေဖြစ်ပါတယ်ဓာတ်အားလုံလောက်စွာမထုတ်လုပ်နိုင်တာကြောင့်မြို့ကြီးတွေပါဝင်မြန်မာတနိုင်ငံဝလုံးမှာအလဲကျဓာတ်အားပေးတဲ့စနစ်ကိုကျင့်သုံးနေပါတယ်နေရာတော်တော်များမှာ၄နာရီအလှည့်ကျဓာတ်အားပေးတဲ့စနစ်မျိုးကိုကျင့်သုံးနေရတာဖြစ်ပြီးတော့အချို့ဒေသတွေမှာတော့ဓာတ်အားပြတ်တောက်ခြင်းဟာ၄နာရီထက်ပိုမိုကြာမြင့်နေတာမျိုးလည်းရှိတယ်လို့သိရပါတယ်ဒီလိုလျှက်စစ်ပြတ်သားမှုတွေကြောင့်စီးပွားရေးလုပ်ငန်းတွေအတွက်လည်းထိခိုက်မှုရှိလာခဲ့ပါတယ်။အပူပိုင်းဒေသတွေမှာနေထိုင်ကြတဲ့သူတွေအတွက်လည်းရာသီဥတုဒဏ်ကြောင့်အဆင်မပြေမှုတွေကြုံလာရပါတယ်။ဒီလိုအချိန်မျိုးမှာလူတွေကဆိုလာတွေကိုအားကိုးပြီးတော့လျှက်စစ်မီမရတဲ့ချိန်တွေမှာနေထိုင်လာကြရပါတယ်။နိုင်ငံခြားကနေပြီးတော့ဆိုလာတင်သွင်းမှုတွေများပြားလာခဲ့ပါတယ်။ဆိုလာတွေကဈေးနှုန်းလိုက်ကွာခြားမှုတွေလည်းရှိပြီးတော့အချို့တွေကမီးထွန်းဖို့နဲ့အခြားပေါ့ပေါ့ပါပါအသုံးပြုဖို့အတွက်လောက်သာဆိုလာတက်ဆင်ကြတာပါ။အခုဆိုရင်တော့နေမျိုးတွေမှာပါဆိုလာအသုံးပြုသူတွေများလာကြနေပြီလေဖြစ်ပါတယ်။ဆိုလာအသုံးပြုမှာဆိုရင်တော့လျှက်စစ်မီပြတ်တောက်ချိန်မှာလူတွေကိုတစ်ဖက်တစ်လမ်းကထောက်ကူပြုတွေဆိုပေမဲ့လေတေချာအသုံးပြုလို့လည်းလိုပါတယ်။ဆိုလာတွေကိုသတိထားအသုံးပြုဖို့ဆိုရင်တော့နောက်ဆက်တွဲဆိုးကျိုးတွေလည်းရှိလာနိုင်ပါတယ်။လက်ရှိမန္တလေးတိုင်းဒေသကြီးတွေမှာကျောက်ဆည်မြို့မှာဆိုရင်လေဆိုလာဘက်ထရီအပူလွန်ကဲပြီးတော့မီးလောင်မှုဖြစ်ပွားသွားခဲ့ပါတယ်။ကျောက်ဆည်မြို့နယ်ဘောဂဝတီအုပ်စုစီစုံရက်ကွက်မှာမေ22ရက်မနေ့စောပိုင်းတနာရီမိနစ်50လောက်ကဆိုလာပူလွန်ကဲရာကနေမီးလောင်ကျွမ်းမှုဖြစ်သွားခဲ့ရပါတယ်။အဆိုပါမီးလောင်ကျွမ်းမှုကြောင့်လူသေဆုံးမှု၄ဦးထိလည်းရှိခဲ့ရပါတယ်။မီးလောင်မှုတွေတအိမ်ထဲနေမိသားစုဝင်တွေဖြစ်ကြတဲ့အသက်63နှစ်ရဲ့ဒေါ်တင်အောင်အငိမ့်စားပညာရေးဝန်ထမ်းဖြစ်သူအသက်85နှစ်ရွယ်ဒေါ်ထွေထွေအငိမ့်သားပညာရေးဝန်ထမ်းဖြစ်သူအသက်66နှစ်ရဲ့ဒေါ်နွယ်နွယ်ဦးပညာရေးဝန်ထမ်းဖြစ်သူအသက်58နှစ်ရဲ့ဒေါ်ခင်သူစာတို့မီးလောင်သေဆုံးခဲ့ကြတာဖြစ်ပါတယ်။မီးလောင်မှုနေရာကိုမြို့နယ်မီးတပ်ကမီးတပ်ရဲ20ရေတံရင်နှစီးနဲ့မြို့ခံလူမှုကုညီရေးအသင်းတွေကပူးပေါင်းညှိတက်ခဲ့ကြလို့မနက်အစောပိုင်း2:25မိနစ်လောက်မှာမီးငြိမ်းသွားပြီးတော့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုသက်ဆိုင်ရာဖွဲ့တွေကစစ်ဆေးတွက်ချက်နေဆဲဖြစ်ပါတယ်။ဆိုလာဘက်ထရီကနေပြီးတော့ပိုလိုကဲပြီးတော့လောက်သွားတာပေါ့။မြင်ကြရသလောက်အမျိုးသမီးလေးဦးသိဆုံးပါတယ်။ဆမ်မကြီးတွေနေတဲ့အိမ်လို့သိရပါတယ်။မနေ့2:25မိနစ်လောက်မှငြိမ်းပါတယ်။အိမ်ကတလုံးနဲ့ပါလို့ဒေသခံတို့ထံကသိရပါတယ်။ဒီဖြစ်ရပ်ကတော့ဆိုလာသုံးပြုသူတွေအတွက်သိထားနိုင်စေဖို့အတွက်တည်ပေးလိုက်တာလည်းဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ခုလိုသတင်းကြောင်းရာတွေနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီဒီတော့လောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါမယ်။